င်္ဂလာပါရှင်ဒီတစ်ခါမှာတော့ကျွန်တော်တို့က data validation data တွေကိုကန့်သက်တဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင်ဆိုတော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် date column လေးရှိမယ်ပေါ့နော်တူပေးထားတာကကြတော့ date column အတွင်းမှာဒီဇင်ဘာလတစ်လတာရိုက်ထည့်လို့ရအောင်ကျွန်တော်ကန့်သက်ခိုင်းတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဒီဇင်ဘာလဆိုတော့ကျွန်တော်အခုကကြတော့ဒီမှာကျွန်တော်တို့ကွန်ပျူတာ date ဒီပါအရင်လာလဲဆိုလို့ရှိရင်လအရင်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာရေးလိုက်မယ်12လပိုင်းဒီဇင်ဘာဆိုတော့12လပိုင်း1ရက်2025လို့ရေးလိုက်မယ်။ဒါဆိုရင်ဒီဇင်ဘာလဒီဘယ်လောက်နဲ့ကုန်တာလဲ12လပိုင်းပြီးတော့ရင်31ရက်2025ဆိုပြီးတော့ရေးလိုက်မယ်။ဆိုတော့ကျွန်တော်ဒီမှာကန့်သက်ရမှာဒီ12လပိုင်း1ရက်2025နှစ်အထက်12လပိုင်း31ရက်2025နှစ်အောက်ဆိုပြီးတော့ကန့်သက်ပေးရမှာ။ဆိုတော့ဘာ formula နဲ့သုံးလဲဆိုရင်မြင်မြချင်းလေးထိုးလိုက်ပါ။သူရဲ့ဒီဆဲကွက်တဲ့ဒီ date column အတွင်းမှာရေးထားတဲ့ရက်စွဲလေးဒီ greater than equal ဘာပြရမှာလဲဆိုရင်ကျွန်တော်တို့က12လပိုင်း1ရက်2025နှစ်အထက်လားဆိုပြီးတော့မေးလိုက်မယ်ပေါ့နော်ပြီးတော့ဒီအကွက်လေးဒီ data တွေကိုအောက်ကိုဆွဲချရင် line မလာစေချင်တာဖြစ်တဲ့အတွက်မလုပ်ပေးရမှာလဲဆိုရင် F4 လေးနဲ့လောက်ခတ်မယ် comma နောက်ကိုကျွန်တော်ဒီထဲမှာရလိုက်တဲ့ရက်စွဲလေးဒီ less than equal ဘယ်လောက်နဲ့အောက်လဲ12လပိုင်း31ရက်2025နှစ်အောက်ပြီးတော့ဒါလေးကိုလည်းတူတူပဲကျွန်တော်တို့ကဘာလုပ်ပေးမှလဲဆိုရင်ဆွဲချရင် line မလာအောင် lock ခတ်ပေးလိုက်မယ်ဆိုတော့12လပိုင်း1ရက်နေ့အထက်31ရက်နေ့အောက်အရှည်နေ့နှစ်ခုလုံးမှန်လို့ရတာဖြစ်တဲ့အတွက်အဲ့နဲ့သုံးလိုက်မယ်ရှေ့မှာပြီးတော့အနောက်မှာကွန်ပိတ်လေးပေးမယ်အနာခောက်ခတ်ပေးဟုတ်ပြီနော်ပြီးတော့ရင်ဒီ formula လေးကိုကျွန်တော်ဘာလုပ်ပေးမှလဲ copy ကူးပါ control ရဲ့ C ကိုနှိပ်မယ်အနာခောက်မယ်ကိုကန့်သက်ရှင်တဲ့ဇက်ကွက်လေးတွေကိုတွားပြီးတော့ဆက်လက်ပေးပါကျွန်မက3ခွက်ပဲလိုချင်3ခွက်5ခွက်လိုချင်5ခွက်ဆက်လက်ပေးမယ်ပြီးတော့ပြီးဆိုရင် data တွေကိုသွားမယ်ပြီးရင် data validation စာလေးကိုသွားမယ် any value မှာကျွန်တော် custom ကစားချမယ်ပြီးတော့ရင် control V ပေါ့နော်ပြီးဆိုတော့ဒီမှာကျွန်တော် lock ခတ်ထားတဲ့ဇက်ကွက်မဟုတ်တဲ့အခြားဇက်ကွက်လေးတွေကို lock ခတ်ပေးမယ်ဘာကို lock ခတ်မှလဲဆိုရင်ကျွန်တော်တို့က column ကို lock ခတ်ပေးမယ်sorry လောမခက်လည်းရရင်နော်ပြီးတော့ရင်တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် formula လေးကိုပေးချလိုက်ပြီးရင်ကျွန်တော်က okay လေးပေးလိုက်ပါဒါဆိုရင်ကျွန်တော်ဒီမှာရေးကြည့်ပါမယ်12လပိုင်း1ရက်2025ဘာဖြစ်လဲဆိုရင်သူကရေးလို့ရတယ်ပေါ့နော်နောက်ကလည်းတူတူပဲကျွန်တော်ဒီ12လပိုင်း9ရက်2025ရေးလို့ရတယ်ဆိုတော့ဒီဆဲခွက်မှာပဲကျွန်မပြန်ရေးကြည့်မယ်12လပိုင်း9ရက်2024ရေးမယ်အဲဆိုရင်တော့ရေးတော့ဘာလို့လဲ12လပိုင်းတော့မှန်ပေမဲ့ကျွန်တော်ကန့်သက်ထားတာဒီ2025တူရေးလိုက်တာ2024ဆိုရေးလို့မရတော့ဘူးပေါ့နော်ပြီးတော့ဟုတ်ပြီ2025ဆိုတော့တစ်လပိုင်း1ရက်2025ပဲအဲဆိုရင်လည်းရေးလို့မရဒါကကြတော့ဘာကိုပြောတာလဲဆိုရင်ကျွန်တော်ဒီ data validation data တွေကိုကန့်သက်တာပါ data တွေကန့်သက်တဲ့နေရာမှာ date တွေ formula တွေပြီးတော့ကျွန်တော်ကစာသားတွေပေါ့နော်ကိုကြိုက်တဲ့ပုံစံလေးတွေနဲ့ကန့်သက်လို့ရပါတယ်ဒါကတော့ကျွန်တော်က date လေးကိုကန့်သက်ကြည့်တာဖြစ်ပါတယ်ရှင်ဒီလို data validation ကန့်သက်တဲ့အပိုင်းလေးတွေကိုအသေးစိတ်စနစ်တကျလေ့လာခြင်းနဲ့ဆိုလို့ရှိရင်အပိုင်း Excel class မှာအသေးစိတ်လေ့လာလို့ရပါတယ်ရှင်